လူတယောက်ဟာကြက်ဥကိုအပေါငယ်တစ်ခုဖောက်ကဂီယိုဒီဇိုင်နာအနက်အချို့ကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့သူဟာကြက်ဥအတွန်းသို့ဆိုင်ရသေးဖေးလေးတစ်ရွက်ကိုလိပ်ပြီးထက်ကအပေါက်ကိုကော်ဖျင်းပိတ်ပြီးပုံမှန်အတိုင်းဖင်ဖြစ်အောင်စီးတုပ်လင်းလိုက်ပါတယ်။ပြီးတော့သူဟာတစုံတစ်ယောက်ကိုစောင့်လို့နေချိန်မှာယူရီးယားသူ့နောက်ကိုတယောက်ယောက်လိုက်လာသလိုခံစားလိုက်ရတဲ့ကြောင့်သတင်းစာဖတ်သလိုဟန်ဆောင်ပြီးကြည့်လိုက်တော့အေဂျင့်နှုတ်ကစောင့်ကြည့်နေတာကိုသတိထားမိလိုက်ပါတယ်။တကယ်လို့သူသာသူတို့ထမ်းမှမလွတ်မြောက်ခဲ့ပါကသူ့ရဲ့အစီအစဉ်အောင်မြင်မှာမဟုတ်ဘူးဆိုတာကိုသူသိနေပါတယ်။အဲ့ဒီအချိန်မှာပဲလူအုပ်ကြီးတစုသူ့အရှိကဖြတ်သွားကြတော့သူလည်းမျက်မှန်ကိုအမြန်ချွတ်ကလူအုပ်ထဲသို့ဝင်သွားပြီးခြေရာဖြောင်းနိုင်ခဲ့ပါတယ်။အေဂျင့်တွေကအခြားတစ်ယောက်ကိုဖမ်းဆီးစစ်ဆေးခဲ့ပေမဲ့လည်းလူမားနေတာကြောင့်တောင်းပန်ကပြန်လွတ်ပေးလိုက်ရပါတယ်။အေဂျင့်တွေမျက်ခြေပြတ်သွားတော့သူလည်းပြန်ထွက်လာခဲ့ပါတယ်။သူကထောင်သို့အစားအစာတွေပို့ဆောင်ဖို့လုပ်နေတဲ့အမျိုးသမီးတဦးကိုမြင်ပြီးသူမအနားကိုချင်းကပ်သွားတော့အမျိုးသမီးကအံ့အားသင့်သွားပါတယ်။သူဟာသူမအနားကိုတိတ်တိတ်လေးကပ်သွားပြီးပြောလိုက်တာကသူဟာသူမခင်ပွန်းရဲ့ပငယ်ချင်းဖြစ်ပြီးထောင်အခန်းနံပါတ်90တွင်ပိတ်လောင်ခံထားရတဲ့သူတို့ကို၎င်းတို့ကကဲတင်ရန်စီစဉ်နေကြောင်းပြောပြီးချက်ဥကိုအထဲသို့ယူဆောင်သွားရန်တောင်းဆိုတဲ့အခါမှာတော့အမျိုးသမီးကသူမရဲ့ခင်ပွန်းဒီကချက်ဥမစားဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကချက်ဥအထဲသို့ရောက်တာနဲ့သူ့ကိုကဲတင်နိုင်မယ်လို့ပြောလိုက်တဲ့အခါမှာတော့အမျိုးသမီးကသူဆိုလိုချင်တာကိုအပြည့်အဝနားမလည်ပေမဲ့လည်းသဘောတူပြီးချက်ဥကိုထောင်ထဲသို့ပို့ပေးလိုက်ပါတယ်။ကျက်ဥကိုမြင်တဲ့အခါမှာတော့သူမရဲ့ယောက်ျားကရုတ်တရက်ဒေါသထွက်သွားပြီးသူ့ဇနီးကကျက်ဥမစားတဲ့သူ့အတွက်ဘာကြောင့်ထည့်ပေးလိုက်တယ်လဲဆိုတာသူနားမလည်နိုင်အောင်ထင်နေပါတယ်။ဒါပေမဲ့ဂျက်ရဲ့ထက်မြက်တဲ့ဗီဇာကတခုခုမှားနေပြီဟုဆိုကသူကကျက်ဥတွေကိုကြိုက်တယ်လို့ပြောပြီးဂယူးတစိုက်အခွန်ခွာလိုက်ပါတယ်။ကျက်ဥရဲ့အထဲမှာနေရန်ကိုထိပြီးရှာပါဆိုတဲ့မှတ်စူးတိုးနေတစ်ခုကိုတွေးလိုက်တော့ဂျက်ကသူ့အဖွဲထားနေသူ့ကိုလွတ်မြောက်အောင်ကူညီဖေးနေတယ်ဆိုတာချက်ချင်းသဘောပေါက်လိုက်ပါတယ်။သူ့အနားမှာရှိတဲ့လူကမှတ်စူးကိုမြင်တော့ဆက်ဆူးလာတာကြောင့်ဂျက်ကစာရွက်နဲ့ကြက်ဥကိုဝါးစားကအစီအစဉ်ကိုသူမတိအောင်ဖျောက်ဖျက်လိုက်ပါတယ်။ကင်းသမားတွေမရှိတဲ့အချိန်ဂျက်ကသူ့ဖနက်ကိုသုံးပြီးနေရန်ကိုခောက်နေချိန်အခြားနေရန်တစ်ပတ်ကသူ့လူတွေကလည်းမြေလာရေဆိုးမြောင်းထဲမှာအတန်ကိုနားထောင်ဖို့ stethoscope ကိုအသုံးပြုပြီးတော့ဂျက်ရဲ့တီနေယာကိုရှာနေကြတာပါ။နောက်ဆုံးတော့သူ့အတန်ကိုကြားလိုက်ရပါတယ်။နှစ်ဖက်စလုံးကတယောက်ရဲ့တီနေယာကိုတယောက်သေးချာအတီးပြူပြီးသွားတဲ့အခါမှာတော့အဖွဲသားတွေကပောက်ကွဲစေတတ်တဲ့မိုင်းတွေကိုနေရန်မှာကတ်ပြီးပောက်ခွဲလိုက်ပါတော့တယ်။ကျဲလောင်းနဲ့ပောက်ကွဲမှုနဲ့အတူနေရန်ကကျူးပြဲသွားပါတယ်။ပောက်ကွဲတန်တွေကျဲလောင်းစွာကြားပြီးနောက်အေဂျင့်တွေအပြည့်အလွှာရောက်လာပြီးမဲ့လည်းဂျက်ကအပေါက်ခဲကနေထွက်ပြီးလွတ်မြောက်ခဲ့ပါပြီ။